လူရှိကြလား Okay လူနည်းနည်းတက်လာပြီဆိုတော့ပြောပြမယ်နော် Angela ကအခုလိုင်းတိုင်းရတော့လူငွေကောက်ခံနေတာဖြစ်တယ်အရင်တစ်ခါတော့ကောက်ခံတဲ့ဟာကတော့ CDM မိသားစုတွေရဲ့ဒီမိသားစု22စုရဲ့နောက်ပြီးတော့Angela တို့ဒီတက္ကသိုလ်ကနေပြီးတော့အဲ့လိုတော့မပြောတော့ပါဘူးဒီအစိုးရဝန်ထမ်းနောက်ထပ် CDM လုပ်နေတဲ့မိသားစုဝင်တွေကို Angela တို့ဖြစ်တာAngela တို့ဒီအလူငွေပေးခဲ့တယ်ပေါ့နော်ဒုတိယအခေါက်ကျတော့အခု Angela အလူငွေကောက်ခံနေတာအစားတော့လှိုင်းတိုင်းရမှာနေတဲ့ပြည်သူတွေအတွက်အလူငွေကောက်ခံနေတာဖြစ်တယ်ဒါပေမဲ့အခုကဘာဖြစ်လဲဆိုတော့တီတူတွေကလည်းလိုင်းတိုင်းရမှာရှိတဲ့မြို့ခံတွေကလည်းအလူလှက်ခံဖို့အတွက်ကြောက်ကြတယ်ကြောက်ကြတဲ့အပြင်ကိုအမတို့လှူမယ်ဆိုတော့ကြတော့လေအမတို့ကလည်း Angela တို့ကလည်းဒလန်ကြောက်နေရတယ်ဘာလို့လဲဆိုတော့ Angela ကိုယ်တိုင်ဖြစ်တာမဟုတ်ဘူးလေဒီရန်ကုန်မှာတိုက်ရိုက်လှူတဲ့သူကသူတို့အန်တီရရှိတယ် Angela ကနိုင်ငံခြားမှာဆိုတော့ Angela အတွက်ကအလောက်ထိ problematic မဖြစ်ဘူးအဲ့တော့အခုကအဲ့ဒါနည်းနည်းပြဿနာဖြစ်နေဒါပေမဲ့ဟိုတနေ့က Angela က status ရေးခဲ့တာမှတ်မိလားမသိဘူးဘာလဲဆိုတော့အခုတို့ Angela စဉ်းစားရပါတော့ဒီတိုးတက်တဲ့နိုင်ငံတွေမှာ Angela တို့ကနေတယ်ဆိုတော့ဘလောက်ပဲကိုနိုင်ငံအတွက်စိတ်ဝမ်းနည်းရကြေကွဲရတော့ညာလေသမင်းနှအမှန်အောင်စားရတယ်အစင်ပြေနဲ့ဘာပဲပြောအချိန်ကိုကြော်ဖြတ်နေရတယ်ဒါပေမဲ့မြန်မာနိုင်ငံမှာရှိတဲ့သူတွေကလေတနေ့လုံးမှတနေ့စားနောက်ပြီးတော့ဒီတလားလုံးမှတလားစားပေါ့နော်အဲ့လိုမျိုးဖြစ်နေကြတဲ့အချိန်ဆိုတော့ဘယ်လိုဖြစ်လဲဆိုတော့အရန်ဝမ်းနေတာပေါ့နော်စိတ်ထဲမှာလေဘလို့များနေကြလဲပေါ့နော်ဒီလိုအချိန်မှာဘလို့မျိုးထက်တန်းနေကြလဲဆိုတဲ့ဟာကိုလေအရန်စိတ်ထဲမှာအရန်တိချင်တယ်အရန်လဲဝမ်းနေတယ်ကိုယ်နိုင်ငံအတွက်အဲ့တော့ဘာဖြစ်လဲဆိုတော့ဘာလဲအဲ့အကြောင်းမေးလိုက်တာပေါ့ comment မှာဟုတ်ပါဘူး status တင်ပြီးမေးလိုက်တော့ comment မှာလဲဖတ်ကြမှာပဲ Angela လဲ comment တစ်ခုချင်းစီကိုဖတ်တယ်အရန်ဝမ်းနေတယ်အခုဆိုလို့ရှင်ပြည်သူတွေအရင်အကြက်တဲဖြစ်နေပို့ပြီးတော့နားလည်လာတာမိသားစုတစုမှာကွာတသိန်း2သိန်းနဲ့ဝန်ထမ်းလုပ်တယ်တယောက်ရဲ့လဆောင်ပဲမှ4-5ယောက်လောက်ကမိခိုပြီးစားတော့ကြတယ်အခုကရုံးတွေလည်းအလုပ်တွေလည်းမဖွင့်ဘူးပြီးရင် CDM လည်းလုပ်နေကြတယ်ဆိုတော့ဝင်ငွေလူတွေကမရှိဘူးဝင်ငွေမရှိကြတဲ့အချိန်ကျတော့အရန်ကိုအခက်ခဲဖြစ်နေကြဒီတယောက်ဝင်ငွေမရှိရတဲ့ဒီတယောက်ကိုမိခိုနေရလူတွေအကုန် affect ဖြစ်တယ်ကွာအဲ့ဒါကိုပို့ပြီးနားလည်လာတော့ Angela ဆိုလို့ရှင်လုံးဝကိုအရန်ဝမ်းနေတယ်အရန်ကြေကွဲရတယ် comment မှာဗာလဲအခု chat box မှာအခုညီလာတောင်းတဲ့သူတွေအများကြီးရှိတယ်ရာချီ Angela 2ရက်နေမှအကုန်လုံးကိုဖမ်းမိသွားတယ်2ရက်လောက်တော့အချိန်ပေးရတဲ့အထိအဲ့တော့ Angela အားပေးချင်တယ်အရေးတော်ပုံကအောင်တော့မယ်စိတ်ကြံ့ခိုင်ထားပါ Angela ကိုအကူအညီတောင်းထားပြီး Angela က chat box မှာစာပြန်ပေးထားတဲ့သူတွေကိုအခုပြောချင်တာကတော့စာပြန်ပေးထားတယ်ဆိုတော့ဟိုပါလဲဝန်ထမ်းကတ်တို့ပေါ့နော်အဲ့လိုတကယ်အခက်ခဲဘလို့ဖြစ်နေလဲဆိုတဲ့ဟာကိုတိတိကျကျအထောက်အထားနဲ့လာပြန်ပြပါ Angela စာပြန်တဲ့သူတွေနော်အများကြီးဆိုအကုန်လုံးကိုတော့မကူညီနိုင်ဘူး Angela ဒါပေမဲ့ကိုကိုအကူညီလာတောင်းထားတဲ့သူတွေကို Angela ကနေပြီးတော့ Unicode နဲ့ပြန်ပေးပါတို့တခုပေါ့နော်မြန်မာလိုရေးတာဖြစ်အဲ့လိုမျိုး reply လုပ်ထားတယ်ဆိုလို့ရှိရင်အထောက်အထားတွေတပ်ပုံစာရွက်စာတမ်းအခု food panda riders တွေနဲ့ grab riders something အဲ့လိုမျိုးတွေအလုံးလက်မဲ့နဲ့အရန်ပြဿနာဖြစ်နေသူတို့တွေကအထောက်ထားနဲ့လာပြပါဝန်ထမ်းကတ်တို့ဘာလို့ပြင် CDM လို့ထိုင်လဲဝန်ထမ်းကတ်တို့ Angela ဆီကနေ information လုံးဝမပေါက်ကြစေအောင်အဲ့ဒါတရားခိုင်တော့အာမခံတယ် Angela ကလောလောဆယ်လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ကူညီပေးတာအဝေးမှာနေရင် keyboard fighter နဲ့ပြီးရင်အလူ
ကောက်ခံပေးပြီးပို့ပေးတာရဲ့နောက်ပြီးတော့ဒီမြန်မာနိုင်ငံရဲ့ဒီမတရားဖိနှိပ်ခြင်းခံရတဲ့အကြောင်းကိုလူတွေသိအောင်ပြောပေးတာအဲ့3ခုပဲပြပကနေလှုပ်လို့ရတယ်အဲ့တော့အဲ့3ခုကိုတာဝန်ကြည်ကြည်လှုပ်ချင်တယ်အဲ့တော့ Angela reply ထားတဲ့သူတွေလည်း chat box မှာ reply ထားတဲ့သူတွေဟိုပါလဲအထောက်ထားအပြည့်အစုံနဲ့လာဟိုလုပ်ပေးပါဟုတ်တယ် CDM တမားတွေကိုကူညီပေးတဲ့သူကိုအရန်ဖမ်းနေတယ်ဆိုတော့လေကိုကကူညီပေးတာကိုမိသားစုဝင်တွေကတိုက်ရိုက်သွားတာအဲ့တော့သူတို့တခုခုဖြစ်မှာအရန်ဆိုးရင်နဲ့ကွာအဲ့တော့သူတို့ကိုလည်းဒုက္ခမရောက်စေချင်ဘူးပြီးလို့ရှိရင်လည်းတကယ်ဒုက္ခရောက်နေတဲ့သူတွေကိုလည်းကူညီပေးချင်တယ်ပေါ့နော်အဲ့ဒါလည်းပြောချင်တယ်နောက်ပြီးတော့ဘာလဲဆိုတော့ဒီအရေးတော်ပုံကအောင်တော့မဲ့အတွက်ကြောင့်မလို့ဒီမှာရှိတဲ့ဒလန်တွေရှိတယ် Angela ရဲ့ page မှာဒလန်အရမ်းများတယ်တိတယ်အဲ့တော့အဲ့ရလူတွေကိုဒီကနေပြောချင်တယ်ရဲတွေစစ်သားတွေနော်တက်မတော်ဘောမာတွေကိုပြောချင်တယ်ဘာလဲဆိုတော့အရေးတော်ပုံကအောင်တော့မယ်အဘရဲ့ဘောမနေနဲ့တော့ဗတ်ပြောင်းလိုက်တော့မှန်ကန်တဲ့ပြည်သူရဲ့ဘက်မှာရက်တီပါနော်ရက်တီပါအခုဆိုလို့ရှိရင်ဟိုဗာလဲလုံးဝတက်ပြက်နေပြီကွာတက်ပြက်နေပြီကိုယ့်ရဲ့သားသမီးရှေ့ရေးကိုကြည်ပါဒီအရေးတော့ပေါ်အောင်အရေးတော့ပုံအောင်ပြီးသွားပြီဆိုလို့ရှိရင်ဒီစစ်သားတို့ဘူချုပ်တို့သိရမလားဒီရဲတို့အဲ့ဟာရဲ့သားသမီးတွေကလေလူရှိသူရှိမှာမျက်နာဖော်လို့မရတဲ့အထိမျက်နာပြတ်မဲ့အထိဟိုအသက်ရှင်လျက်ဘဝတည်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်လာလိမ့်မယ်အဲ့တော့အမှန်တရားဘက်ကအမြန်ဆုံးရက်တည်ပေးပါလို့တောင်းဆိုချင်တယ်ပြီးလို့ရှိရင်ဒီရဲတွေကိုလည်းကျွန်မပြောချင်တယ်ကျွန်မရဲ့ comment ထဲမှာလေဟို comment မဟုတ်ပါဘူး chat box ထဲမှာတနတ်ပုံတွေလာပြပြီးတော့သိရမလားလာချင်းချောက်တာတွေလှုပ်တယ်အရန်လှုပ်ကြတယ်အရန်ရည်ချင်တယ်အဲ့လိုချင်းချောက်တာတွေလှုပ်မယ်ဆိုတနတ်အားမကိုနဲ့တနတ်တွေလက်နက်တွေမပါပဲပြည်သူနဲ့ပဲ115ကြည့်လိုက်11ချကြည့်လိုက်နော်အဲ့ဒီစစ်သားတွေရဲတွေဆိုတာကြည့်လိုက်ပြီဆိုလို့ရှိရင်လေဟိုအရက်က၄ပင်၅လမ်းမလောက်ပြီးရင်ပုံစံကအဟာရချိုးတဲ့ပြီးပိန်ညောင်းလှောင်လီနေရပဲအော်ပြည်သူတွေကလေတိလားအဟာရပြည့်ဝဖြူဖြူနေတော့ပြည်သူတွေကတစ်ချက်ကျွေးလိုက်မယ်ဆိုခါတဲ့ဘဝတော့အသက်ထွက်သွားမယ်ပုံစံတွေအဲ့တော့တနတ်အားကိုပြီးတော့လာပြီးတော့ဟို chat box မှာလာဟိုဘာလဲဘာပြောလာပြီးတော့လေလာမချောင်းနဲ့မကြောက်ဘူးတိလားကြောက်ရင်လေဒီလိုမျိုးတွေလုံမနေဘူးတိလားပုံးနေ deactivate လုပ်ပြီးပုံးနေတာကြာပြီအဲ့တော့တတိမရှိဘဲနဲ့အဲ့ဒါဘာလို့ခေါ်လဲဆိုတော့အဲ့ဒါ small dick energy လို့ခေါ်တယ်အဲ့ဒါဂွေးသေးဂွေးတူ energy တိလားကိုအကြောင်းကိုတီးအဲ့တော့တနတ်နဲ့လာ၆တဲ့သူတွေလည်းဒီကနေပြောလိုက်မယ်ကိုသားသမီးကိုမြေးရဲ့မျက်နှာကိုထောက်နော်အရေးတော့ပုံအောင်ပြီးသွားပြီဆိုလို့ရှိရင်ကိုသားသမီးမြေးမြစ်တွေကလေလူပုံအလဲမှာမျက်နှာရဆရာမရှိကုန်းကောက်ဆရာမရှိအောင်ဖြစ်မှာတိလားအဲ့မအားလာတို့ဒီအဘတို့ကလေသူတို့မိသားစုလေးကိုခေါ်ပြီးပုံနေမှာအဲ့တော့အောက်ခြေကလူတွေကိုသူတို့ကာကွယ်ပေးမှာမဟုတ်ဘူးတခုခုဖြစ်ရင်အဲ့တော့ကိုဖက်ကလည်းမရက်တည်ကိုလည်းမငဲတဲ့အဘတွေအတွက်အသက်ပေးမနေနဲ့နာမည်အပြတ်မခံနဲ့အပြစ်တွေမယူနဲ့တော့သိလားအဲ့ဒါကိုပြောချင်တယ်ပို့ပြီးနားလည်အောင်ပြောပြရဲတွေဆိုတာပြည်သူရဲပြည်သူဘက်ကနေပြီးတော့ရက်တည်ပေးရမယ့်ရဲတွေဟုတ်တယ်နော်ရဲတွေဆိုတာပြောရမယ်ဆိုရင်စစ်သားတွေထက်လည်းပိုပညာတတ်တယ်ကွာစစ်သားတွေထက်လည်းစာရီပါရီဖတ်တတ်တယ်နင်တို့ကလေပိုပညာတတ်တယ်ပိုတာတယ်အဲ့တော့တွေးခေါ်မှုကလေဘာပဲပြောစစ်သားလိုဟာမျိုးတွေထက်တော့နည်းနည်းတော့တွေးခေါ်မှုကောင်းရမယ်ကွာစဉ်းစားကြည့်၄တန်းအောင်6တန်းအောင်လောက်တဲ့လူတွေရဲ့အုပ်ချုပ်မှုအောက်မှာငါတို့လိုပညာတတ်တွေကလေအုပ်ချုပ်ခံချင်ဘူးငါတို့ကသူတို့ထက်ပုံမြင်တတ်တယ်အဲ့၄တန်းအောင်8တန်းအောင်မြန်မာနိုင်ငံ level နဲ့လာမအုပ်ချုပ်နေမကြိုက်ဘူးလုံးဝကိုအုပ်ချုပ်မခံနိုင်ဘူးအဲ့တော့နင်တို့ရဲတွေလည်းပညာတတ်တာပဲမဟုတ်ဘူးလားနင်တို့ရဲတွေလည်းစစ်သားတွေထက်စာဖတ်တတ်တာပဲနင်တို့အမှန်တရားဘယ်ဘက်မှာရှိလဲဆိုတဲ့ဟာကိုနားလည်ရမယ်လေပြည်သူဗန္ဓာကိုစားပြီးတော့ပြည်သူကထမင်းရှင်ပြည်သူကကျေးဇူးရှင်ပြည်သူကိုပြန်ပြီးတော့မနှိပ်စက်ပါနဲ့ပြည်သူကိုပြန်ပြီးမတတ်ပါနဲ့ကျေးဇူးရှင်ကိုတတ်တယ်ဆိုတာဘယ်ဘာသာမှမဆိုအရန်ငရဲကြီးတယ်နော်ကျေးဇူးရှင်တို့အဘတွေမဟုတ်ဘူးနော်ငါတို့ပြည်သူတွေငါတို့ပြည်သူရဲ့အခွန်ကိုနင်တို့ကစားနေတာ
သိလားတို့ဟိုစာမတက်ပေမတက်ပညာမတက်နဲ့လေအဘတွေရောကျေးဇူးရှင်လို့မထင်လိုက်နဲ့နင်တို့စီရောက်ရမယ်လခတွေကိုအဘတွေကနေပြီးတော့ဖြတ်စားနေကြတာနင်တို့သိန်းရရမယ်ဟာဆိုနင်တို့2000 3000ပဲရမယ်ကြားတဲ့9000လောက်ကအဘတို့ကဖြတ်စားမယ်အဲ့လိုလောက်ခံနေရတော့နင်တို့ကလေနားလည်းမပွင့်မျက်စိလည်းမပွင့်ပြီးလို့ရှိရင်အိုးနောက်ကလည်းအမောင်ချခံရတာလုံးဝကိုနင်တို့ကဟိုကဘယ်လိုပြောရမလဲဆိုတော့အမောင်မျက်စိကွယ်နားကွယ်လို့ဖြစ်နေအဲ့တော့ဒီကနေပြောပြမယ်နှိုင်းပြမယ်နော်အမေရိကန်နိုင်ငံရဲ့စစ်သားတွေနဲ့မြန်မာနိုင်ငံရဲ့စစ်သားတွေကွာခြားချက်ကိုပြောပြမယ်ကွာမှာပေါ့ပဲဖြစ်တယ်လာမပြောနဲ့နော်မကြိုက်ဘူးလာပါလို့မကြိုက်ဘူးလဲဆိုရှင်းပြမယ်စစ်တပ်ဆိုတာနိုင်ငံတိုင်းမှာရှိတယ်ဘူတန်မှာပဲမရှိဘူးကျန်တဲ့နိုင်ငံတွေမှာအနည်းဆုံးစစ်တပ်ရှိတယ်အမေရိကမှာဆိုလို့ရှိရင်စစ်တပ်ဆိုတာပြည်သူပြည်သားတိုင်းကလေးစားလို့ကြည်ညိုလို့လေရင်ပတ်မှာစိုးနဲ့တဲ့အထိစစ်သားတွေကိုချစ်တယ်ဘယ်လောက်ထိချစ်လဲပြောပြမယ်နော်နိုင်ငံတော်ကလည်းစစ်သားတွေတပ်မတော်သားတွေဆိုလို့ရှိရင်တပ်မတော်သားတော့မဟုတ်ပါဘူးစစ်သားတွေစစ်တပ်ကလူတွေဆိုလို့ရှိရင်အရန်ကိုထောက်ပံ့မှုရတယ်စစ်သားကနော် military ကနဲ့လေရင်လက်မှတ်ဝယ်မယ်ဆိုလို့ရှိရင် American နိုင်မှာပထမဦးဆုံး boarding တွိုင်း first class နဲ့ military လူတွေကိုအရင်ဆုံးလေရင်ထဲကိုတက်ရတယ်ပြီးမှကျန်တဲ့ဒီ business class တို့ economic class တို့ကလေရင်ထဲဝင်ရတာအဲ့လောက်ထိစစ်သားတွေကိုချစ်တယ်နောက်ပြီးတော့ American နိုင်ငံမှာဘလို့ဖြစ်လဲဆိုတော့အဲ့စစ်သားကနဲ့ military ကနဲ့မလားတိတ်ဦးတယောက်ကဥပမာစစ်မှုထမ်းဟောင်းတို့အခုစစ်သားဖြစ်နေတဲ့သူတွေရှိရမလားသူတို့အပါဝင်သူတို့ရဲ့မိသားစုဝင်တွေအကုန်လုံးကစစ်ဆေးရုံမှာအလကားတကြက်တောင်ပေးစရာမလိုပဲအလကားတော့ကုလို့ရတယ်အဲ့မိသားစုဝင်တွေအကုန်လုံးနော်သိလားဘာလို့လဲသိလားဘာလို့ကွာလဲသိလားမြန်မာနိုင်ငံမှာဆိုရှင်စစ်အစိမ့်မြန်တာနဲ့အန်ဂျလာဆိုအန်ဂျင်နဲ့အခုဆိုအရန်အန်ဂျင်နဲ့အရန်မုန်းတယ်ဘာလို့လဲသိလားနင်တို့ကပြည်သူ့ကိုမကောက်ွယ်ပေးဘူးလေငါကပြည်သူပြန်တတ်တယ်လေသိလားငါတို့ဒီအမေရိကမှာဆိုလို့ရှိရင်ပြည်သူကိုစစ်သားတွေကကောက်ွယ်ပေးတာရဲတွေကကောက်ွယ်ပေးတာတို့လိုပြန်တတ်တာမဟုတ်ဘူးအဲ့တော့ကိုဘာလဲဘယ်လိုပြောရမလဲဆိုတော့ကိုနိုင်ငံကိုကောက်ွယ်ပေးစစ်တပ်ကိုပြည်သူကချစ်ကြတယ်အဲ့ဒါရှင်းနေရပဲပြီးလို့ရှိရင်စစ်မှုထမ်းအောင်တွေဆိုလို့ရှိရင်ဒီစစ်တပ်မှာနှစ်20ဒီ America မှာဆိုလို့ရှိရင်အနည်း20စစ်မှုထမ်းပြီးသွားပြီဆိုလို့ရှိရင်သူက retire လုပ်လို့ရပြီပင်စင်ယူလို့ရပြီပင်စင်ယူလိုက်ပြီဆိုလို့ရှိရင်လေ benefit လည်းရှိရ credit လည်းကောင်းတယ်သူတို့အတွက်လည်းအလုပ်ရေးကိုင်းရင်လည်းအကုန်အဆင်ပြေတယ်သူတို့အတွက်အကျိုးခံစားခွင့်တွေအများကြီးရှိတယ်ကွာသိလားနင်တို့ဒီအရန်ဘယ်လိုပြောရမလဲဆိုတော့တို့တတ်မတော်ဘယ်လောက်ထင်တို့ထောက်ပံ့ပေးနေလို့လဲတို့စစ်သားဖြစ်တဲ့ကန်နဲ့ YBS မှာအလကားစီးလို့ရလားမရဘူးနင်တို့စစ်သားဖြစ်တဲ့ကတ်နဲ့ဒီဘယ်လိုပြောရမလဲဒီသမင်းဆိုင်တွေမှာ discount နဲ့စားလို့မရဘူးအဲ့တော့ကို့အကြောင်းလေးကိုနည်းနည်းသိကြအောင်အဲ့လိုစာနဲ့ရှေးရေးမယ်ဆိုလို့ရှိရင်လေစာမဖတ်တတ်တဲ့သူတွေကလေမဖတ်ပဲနားမလဲပဲကြော်သွားမှာဆိုလို့အဲ့ဒါကြောင့်အကုန်လုံးနားလဲတဲ့စကားနဲ့ပြောပြတာအဲ့ဒီတော့ပြောချင်တာကအခုအရေးတော်ပေါင်းအောင်တော့မယ်အဲ့တော့ဒလန်လုတ်တဲ့သူတွေတတ်မတော်ဘောမာတွေရဲတွေစစ်သားတွေအမှန်တရားဖယ်ရက်တီမရက်တီရင်ဘွားပြတ်တော့မယ်ဒါစိတ်တနာနဲ့ပြောပြတာအကုန်လုံးအဲ့ဒါပဲပြောချင်တာဒါပဲပါလေ comment မှာပါတယ်ဘာရေးထားလဲမသိဘူးခုနကတော့ပြောချင်တာပြောပြီးအကုန်ကြော်မိသွားတယ်โอเคအဲ့ဒါဆိုလို့ရှင်အန်ဂျလာကခုနပြောသွားတဲ့အတိုင်းဒီအလူဖက်ကဒီအလူပေးမဲ့ဟာတွေကိုအခုလေနည်းနည်းလုတ်ဟိုဗာလဲတယောက်ချင်းစီကိုလေအလူကောက်ခံနေတယ်အဲ့တော့အလူကောက်ခံတဲ့အလူရှင်များလည်းအရန်ကျေးဇူးတင်တယ်10နာရီတွင်အန်ဂျလာဒေါ်လာ1500လောက် raise လုပ်ပြီးသွားပြီပေါ့နော်ပြီးလို့ရှိရင်ဒေါ်လာ1500မဟုတ်ပါဘူး sorry မြန်မာငွေနဲ့တွက်ရင်15သိန်းလောက်တော့ရှိပြီပေါ့နော်အဲ့တော့အန်ဂျလာကုညီချင်တယ်ဘာလဲဆိုတော့လေဒီကိုတယောက်ထဲ
ဟိုကောင်းကြီးရမှာထက်လေအလူရှင်တွေကိုအန်ဂျလာခေါ်တယ်သူတို့လည်းကောင်းကြီးရစေချင်တယ်အဲ့တော့အခုမရှိစင်ရဲသားတွေနောက်ပြီးတော့ဒီအခက်ခဲအကြက်တဲဖြစ်နေတဲ့သူတွေနောက်ပြီးတော့အခုမိခင်တွေဆိုလို့ရှင်ကွာအရန်တနာဆရာကောင်းတယ်အလုပ်လဲနားရတယ်ပြီးရင်မွေးကင်းစကလေးတွေရှိရဆို formula no mode တို့စံမုတ်တွေဝယ်ပေးရဆိုသူတို့ကပတ်စံလုံးဝမရှိဘူးအဲ့တော့မိခင်တယောက်ကအန်ဂျလာကိုဘလို့ရင်ဖွင့်လဲဆိုတော့တားလေးအတွက်စံမုတ်လှူပေးပါပတ်စံမလှူလဲရတယ်စံမလူလဲရတယ်စံမုတ်လေးလူပေးပါဘာလို့လဲဆိုတော့ကျမမစားရလဲရတယ်တဲ့ခလေးကိုစံမုတ်တိုက်ရင်လည်းတစုံလေးဖြစ်စားရရင်အစာခံတယ်ဒါပေမဲ့ခလေးကငက်ရင်တခုခုပေါ့နော်အစာမစားရလို့ရှင်သူ့ကိုတခုခုဖြစ်သွားမှအရန်ကြောက်တယ်အရန်အကူညီလိုတယ်လို့အန်ဂျလာစီမှာလာပြောတယ်အဲ့လိုပဲလာပြောကြတဲ့သူတွေအများကြီးရှိတယ်အဲ့တော့အန်ဂျလာအရန်ဂယုဏတတ်မိတယ်အရန်လဲဝမ်းနေတယ်အရန်လဲဝမ်းနေတယ်အရန်လဲကိုချမ်းစားတယ်အဲ့တော့ဟိုကူညီချင်တယ်အန်ဂျလာကို message ပြန်ပို့ပေးထားတဲ့သူတွေအကုန်လုံးအထောက်ထားလေးပြပြီးတော့အန်ဂျလာ message ပြန်ပို့ကြပါဒီနောက်3-4 ရက်5ရက်လောက်နေပြီဆိုလို့ရှိရင်တော့စပြီးတော့အကူအညီတွေပို့ပေးဖို့အတွက်စီစဉ်ထားပါတယ်အခုထိကတော့အလူကောက်နေစေပေါ့နော်အန်ဂျလာတို့လည်းဟိုနည်းနည်းလေးကူညီမဲ့ဆာနည်းနည်းလေးတော့ကူညီချင်တယ်ကွာသိရမလားအဲ့တော့အလူရှင်တွေကိုလည်းဒီကနေနှိုးဆော်လိုက်ပါတယ်တရားထက်တန်တဲ့သူအပေါင်းเนาะကျမတို့ဒီဆော်အော်လိုက်ပါတယ်ဖျက်သခင်ကနေပြီးတော့ကောင်းကြည့်လဲအများကြီးရပါစေဒီလိုဖြစ်နေတဲ့အချိန်အခက်ခဲဖြစ်နေတဲ့အချိန်မှာပြည်သူအချင်းချင်းမကူညီကြရင်ဘယ်ချိန်ကူညီရမှာလဲတခြားချိန်ကူညီမဲ့အချိန်မရှိဘူးခုကအကုန်လုံးတနိုင်ငံလုံးနှိပါအလုံးလက်မဲ့ဖြစ်နေတယ်တနိုင်ငံဆင်းရဲတဲ့နိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့အလုံးလက်မဲ့ပြီဆိုလို့ရှိရင်အဲ့ဒီအလုံးမရှိတဲ့သူကိုမှီနေတဲ့သူတွေအကုန်လုံးကိုထိရောက်တယ်အဲ့တော့အလုံးလဲကူညီကြပါအန်ဂျလာကိုမလူရင်တော့မှတခြား organization တွေကိုလှူကြပါပြီးလို့ရှိရင် middle person လောက်ကြတဲ့သူတွေရလဲနော်ဟိုပါလဲရိုက်စားတွေမလုပ်ကြပါနဲ့သူများကမရှိမဲ့အန်ဂျလာတို့လည်းအရင်ရှိတဲ့ထဲကနေလှူတာမဟုတ်ဘူးကိုအလုံးလုံးမှကိုစားရတယ်ကိုသုံးရတဲ့အခြေအနေတွေပဲအန်ဂျလာတို့လည်းချမ်းသာတဲ့တိုင်းဝိုင်းထဲမှာဟုတ်ဘူးအဲ့တော့ကိုတွေစေတနာနဲ့လူလိုက်တဲ့ဟာကိုလည်းရိုက်စားတွေမလုပ်ကြပါနဲ့အဲ့တော့အန်ဂျလာကိုလူရဆိုလို့ရှိရင်အန်ဂျလာအကုန်လုံးတကြက်မကြမ်းဒီပါလဲဒိုင်ရက်ကိုလူပေးမှာအဲ့တော့အန်ဂျလာကိုရိုင်းကလည်းမတီငွေ9သိန်းနဲ့ဒေါ်လာ900နဲ့လူတယ်ကွာအဲ့တော့ဒီလာတဲ့ဟာတွေအကုန်လုံးကိုလည်းအန်ဂျလာတိုက်ရိုက်ပို့ပေးမှာလုံးဝဒီကြားထဲကနေဘာမှတော့စိတ်ပူစရာမလိုအလူရှင်တွေကိုလည်းအဲ့ကနေပြီးတော့ဒီကနေပြီးတော့ပေါ့နော်စိတ်ချလက်ချယုံကြည်ပေးတဲ့အတွက်ကြောင့်အရင်ကျေးဇူးတင်တယ်လို့ပြောချင်တယ်ဖျားသခင်စီကနေပြီးတော့ငြိမ်းမြင့်90အထိပညာကောင်းကြီးရောလူရှိသူချေကုံတဲ့ကြော်စောမှုငွေကြေးစီးစိမ်အဆအရာကောင်းကြီးရရှိနိုင်ပါစေလို့ဆုတောင်းပေးလိုက်တယ်နော်အဲ့ဒါဆိုလို့ရှိရင်တခုပြောစရာရှိတာတော့အကုန်ပြောပြီးသွားပြီအဲ့တော့အားလုံးအရင်ကျေးဇူးတင်တယ် live ကတော့တိတ်တော့လွင်ဖို့အလောက်ဟောမဖြစ်ဘူးဒါမဲ့အခုနောက်ပိုင်းလေအန်ဂျလာအရန်ချင်းချောက်တာတယ်အဲ့လိုတနက်ပုံလေးပို့ပြီးလာလုတ်တဲ့ဟာဆိုနည်းနည်းတော့ဒေါသတော့ထွက်မိတယ်အဲ့တော့ဒါမဲ့လည်းဒါကတော့ဖြစ်တတ်ပါတယ်เนาะဒီလိုမျိုး influencer တွေလုပ်တယ်ဆိုတော့အနေအများတော့တိုက်ခိုက်တော့ခံရတာပေါ့ဒါမဲ့လည်းစိတ်ထဲမှာမမှုပါဘူးအားလုံးကိုဘေးကင်းကြပါစေတို့ဆုတောင်းပေးလိုက်ပါတယ်အဲ့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီပြပနေပြီးတော့အကောင်းမွန်ဆုံးစူးစမ်းရတယ်မအိတ်မနာနေ့လဲဆိုလို့ရှိရင်လည်းတရက်8နာရီအလုပ်လုပ်ရတယ်အလုပ်လုပ်ပြီးညပြန်ရောက်ပြီဆိုလို့ရှိရင်အန်ဂျလာ keyboard fighter လုပ်တယ်ပြီးလို့ရှိရင်အားနေတဲ့နေ့တွေမှာအလုပ်နားတဲ့နေ့မှာအလူရှင်တွေကိုလိုက်ပြီးတော့စာရီပို့ပြီးတော့အလူလှူဖို့ပေါ့နော်အလူခံပြီးအရန် busy နေရအခုကတော့ဒါမဲ့အရေးတော့ပုံကအောင်တော့မယ်ခဏလေးတီးခံပေးကြပါအောင်တော့မှာအရန်ပန်းတိုင်နဲ့နီးပြီလက်မလျှော့ကြပါနဲ့လို့ပြောချင်ပါတယ်အဲ့ဆိုလို့ရှင် bye bye